လူအများစုလက်မခံခြင်းနဲ့အမှန်တရားလေးတစ်ခုပြောပြမှာဘလောက်ပဲမှန်တာလို့ဘလောက်ပဲကြိုးစားရှာရှုံးတတ်တယ်ဒီဗီဒီယို motivational content မဟုတ်ပါဘူးကျွန်တော်တို့ငယ်ဘဝကလေးကရိုက်သွင်းခံလာပြီးတော့ကြီးပြင်းလာတဲ့ formula လေးတစ်ခုရှိတယ်ကြိုးစားပါစီကန်းလိုက်တာပါစာနာပါမှန်တာလုပ်ပါဒါဆိုရင်လောကကြီးကတင့်ကိုကောင်းစွာဆုချပါလိမ့်မယ်အရန်နာထောင်လို့ကောင်းတဲ့ပုံမြင်လေးတစ်ပုဒ်ပေါ့ပုံမြင်ဆိုတဲ့အတိုင်းပဲဘယ်ဟုတ်မလဲသူများတက်ကျောင်းမှာဝရိယရှိစာကြိုးစားတယ်စာခိုးကြတဲ့လူကအမှတ်များသွားတာမျိုးသစ္စာတရားယူရင်မှာပါရတာပြောကောင်းတဲ့သူတော့ပါသွားတာ3လလောက်မအိမ်မနေကြိုးစားထားတဲ့ project လေးအကတ်ကောင်းတဲ့အဖွဲ့ရသွားတာနာကျင်ရပါတယ်နော်တိတ်တဆိတ်စိတ်ပြက်ခြင်းဆိုတာဘယ်သူမှလာပြီးတော့အတိပေးလို့ရတဲ့အရာမဟုတ်ဘူးသူကပြက်သုံးသွားတာလည်းမဟုတ်ဘူးအများသူငါရှိမှအဆက်ကွဲတာလည်းမဟုတ်ဘူးကိုယ်စိတ်ထဲမှာတိတ်လေးကြိတ်ဖြစ်နေတာပေါ့နော်သူကငါတို့အကောင်းဆုံးကြိုးစားတယ်ဘာလို့အလုံးမဖြစ်ရတာလဲမေကွန်းကြီးကတဖြည်းဖြည်းနဲ့ကိုယ့်အတွက်ဝင်ပြီလာတယ် heavy ဖြစ်လာတယ်အဲ့လိုအချိန်တွေရောက်ပြီဆိုရင်လူအများစုကမတောင့်ခံနိုင်ကြတော့အဲ့လိုမတောင့်ခံနိုင်တဲ့လူတွေရဲ့အတွေးထဲမှာငါတို့အမှန်တရားကြီးဆိုတာကြီးကိုတန်ဖိုးထားဖို့လိုသေးလို့လားတို့ငါတို့ဖြက်လန်းလိုက်ကြမယ်တို့ဒီဇလန်အတုတွေဖန်တီးပြီးတော့အစဲခံပြီးလူသိများအောင်လုပ်ကြမယ်ရန်တနာဖို့ခေါ်ပါတယ်သူတို့တွေထောင်ချောက်တဲ့ခုံစင်းကြတော့ကျွန်တော်ဘဝနဲ့ရှင်းပြီးတော့ရလာတဲ့ယုံကြည်ချက်လေးတခုမျှဝေပေးခြင်းတယ်ကျွန်တော်တို့ဘယ်လောက်ပဲကြိုးစားကြာရှုံးတတ်တယ်ဒါပေမဲ့မကန်ကြိုးစားထားတဲ့သူတွေကအဲ့လိုကြာရှုံးတဲ့အချိန်မှာမိမိကိုယ်ကိုမဆုံးရှုံးသွားဘူးအဲ့ဒါတွေအရင်ရေးကြည့်တယ်ဘဝဆိုတာ formula မဟုတ်ဘူးလေနော်အဲ့တော့အမြဲတမ်းကြိုးစားခြင်းကအောင်မြင်ခြင်းနဲ့ညီမျှခြင်းမကြနိုင်ဘူးအချိန်ကာကန်တရားရဲ့အားပေးတဲ့လူရဲ့အဖြစ်အပျက်တွေရဲ့ပေါ့မူတည်ပြီးတော့ကျွန်တော်အောက်ကန်းတွေကဖြစ်နေတာဟုတ်ဘလောက်ပဲမှန်ကန်တဲ့နည်းနဲ့ကြိုးစားရှုံးနေရင်ဆိုင်ရတတ်တယ်ဆိုတာကိုလက်ခံလာတဲ့တနေ့ကျရင်ကိုတယောက်တည်းအောင်မြင်မှုအတွက်မလုပ်တော့ပဲနဲ့အဲ့ထက်ပိုပြီးတော့အတိတ်ပဲရှိတဲ့အရာတွေမြင်တွေ့လာလိမ့်မယ်အောင်မြင်မှုဆိုတဲ့အရာသာချုံမြင်ပါတယ်ဒါပေမဲ့ပြိုင်ပွဲတစ်ခုမှကျွန်တော်တို့ရှုံးလို့ဘေးရောက်သွားပြီဆိုရင်ဘေးကကြည့်ရတဲ့လူကပို့ပြီးတော့မြင်နေတယ်နော်အဲ့တော့နောက်တစ်ချိန်ပြိုင်ပွဲတွေအတွက်ကိုယ်အမားတွေကိုပြင်ဆင်နိုင်စွမ်းရှိတယ်ဒါကြောင့်မှန်ကန်စူးစမ်းတဲ့လူကလွယ်ကူပြန်ရုံးထားနိုင်ပါတယ်ကျွန်တော် content creator လေအဲ့တော့ content တွေဖန်တီးရတာပေါ့ဒီအချိန်ထိဒီဗီဒီယိုကြည့်နေကြသေးတယ်ဆိုရင်တော့ကျွန်တော်ဖန်တီးမှုကကြောက်တယ်လို့ပြောလို့ရပါတယ်ဒီကတော့မှန်ကန်နဲ့ယုံကြည်လေးဆက်သွားနေဖို့ပါပဲကျေးဇူးများတင်ပါတယ် See you guys. Take care.